ပရိသတ်ကြီးခင်များအမျိုးသမီးကလပ်အသင်း10သင်းအထိပါဝင်ရှင်ပြိုင်မဲ့2026-2029ခုနှစ်ဘောလုံးရာသီမြန်မာအမျိုးသမီးလိပြိုင်ပွဲကြီးကိုလာမယ့်ဇွန်လ15ရက်နေ့မှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့မြန်မာ National League ကော်မတီတို့ကကြီးမှုကျင်းပတာဖြစ်ပြီးယခုနှစ်ရာသီမှာတော့ကလပ်အသင်း2သင်းဖြစ်တဲ့ရတနာပုံ FC နဲ့ဇွဲကပင် United FC တို့ထပ်တိုးပါဝင်လာတာကြောင့်စုစုပေါင်းအသင်း10သင်းအထိအကျိတ်အနယ်ရှင်ပြိုင်ကြမှာပါ။ပါဝင်ရှင်ပြိုင်မဲ့အသင်းတွေကတော့ ARD ISPE တစ္ဆာအာမန်ရန်ကုန် United ရှမ်း United ရန်လိုင် Yonas မြဝတီရန်ကုန် City ပြီးတော့အသင်းတစ်တွေဖြစ်တဲ့ရတနာပုံနဲ့ဇွဲကပင် United တို့ပဲဖြစ်ပါတယ်။ပြိုင်ပွဲတွေကိုတော့ရန်ကုန်မြို့ကတူဝနာအားကစားကွင်းပဒုံမာကွင်းတူဝနာလေ့ကျင့်ရေးကွင်းတွေရန်ကုန် United Sports Complex ကွင်းတွေအပြင်ပသိမ်မြို့ကကိုသိန်းအားကစားကွင်းတို့မှာကျင်းပသွားမှာပါ။ဒီအထဲမှာရန်ကုန် United အသင်းကသူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ YUSC ကွင်းမှာပွဲစဉ်အားလုံးလက်ခံကစားမှာဖြစ်ပြီး ARD အသင်းကလည်းပသိမ်မြို့မှာအိမ်ကွင်းပွဲစဉ်၄ပွဲလက်ခံကျင်းပသွားမှာဖြစ်ပါတယ်။တခြားကလပ်အသင်းတွေကလည်းသူတို့ဒေသအလိုက်အိမ်ကွင်းတွေမှာကစားနိုင်ဖို့အတွက်သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ညှိနှိုင်းဆွေးနွေးနေကြပါတယ်။ယခုနှစ်ရာသီတစ်ကြီးကို2026ခုနှစ်ဇွန်လ15ရက်နေ့ကနေ2028ခုနှစ်ဇန်နဝါရီလ30ရက်နေ့အထိ8လကြာကျင်းပသွားမှာဖြစ်ပြီးဒီပွဲစဉ်စုစုပေါင်း90တောင်ပါဝင်မှာပါ။ဒီပွဲစဉ်တွေအားလုံးကို Forever Group နဲ့ပူးပေါင်းပြီး Free to Air ရုပ်သံလိုင်းတွေဖြစ်တဲ့ NRTV4 Channel 7 Reader Channel တို့အပြင် Online Streaming အနေနဲ့ပြုံးကလေး Support YouTube ကနေပါတိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို့စီစဉ်နေပါတယ်။မြန်မာအမျိုးသမီးလိပြိုင်ပွဲကိုတော့အမျိုးသမီးဘောလုံးလောကတိုးတက်ဖို့အတွက်2016ခုနှစ်ကတည်းကစတင်ကျင်းပခဲ့တာပါ။ပြိုင်ပွဲသမိုင်းတစ်လျှောက်မှာတော့ ISPE အသင်းနဲ့မြဝတီအသင်းတို့ကချန်ပီယံဆု3ကြိမ်စီနဲ့အအောင်မြင်ဆုံးရပ်တည်နေပြီးလက်ရှိချန်ပီယံအသင်းကတော့ ARD အသင်းဖြစ်ပါတယ်။ယခုနှစ်မှာကောဘယ်အသင်းကဘယ်လိုအပြောင်းအလဲတွေပြုလုပ်ပြီးချန်ပီယံဆုဖလားသိမ်းပိုက်သွားမလဲဆိုတာဒီကမိတ်ဆွေတို့ကိုမန်းမှာခံမှန်းပေးသွားကြပါအောင်နော်။